အားလုံးမင်္ဂလာပါဒီနေ့တော့ကမ္ဘာနိုင်ငံရေးစောင့်ကြည့်နေတဲ့သူတိုင်းစိတ်ဝင်စားနေတဲ့သတင်းတစ်ပုဒ်လေးကိုတင်ဆက်ပေးလိုပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ခုနလေးတင်ကပဲ info တော်ကနေထွက်လာတဲ့သတင်းတစ်ပုဒ်ရှိပါတယ်သမ္မတ Trump ဟာအခုချိန်မှာပဲ White House Situation Room ထဲမှာသူ့ရဲ့အမျိုးသားလုံခြုံရေးအဖွဲ့သူရဲ့ထိပ်တန်းစစ်ခေါင်းဆောင်တွေထုတ်လှမ်းရေးရာရှိတွေပြီးတော့အစုရအဖွဲ့ဝင်တွေနဲ့အရေးပေါ်ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်တဲ့အဲ့တော့ပထမအနေနဲ့ situation room ဆိုတာဘာလဲဆိုလို့ရှိရင် situation room ဟာဆိုလို့ရှိရင်ကျွန်တော်တို့ယူအစည်းအဝေးခိုင်းမဟုတ်ပါဘူးဒီ situation room ဟာဆိုလို့ရှိရင် American နိုင်ငံရဲ့အရေးကြီးဆုံးလုံခြုံရေးဆုံးဖြတ်ချက်တွေချမှတ်တဲ့နေရာဖြစ်ပါတယ်ဥပမာအဖြစ်ရှေ့ရေးထုတ်လှမ်းရေးတန်တမန်ရေးအချက်လက်တွေကိုချိန်နဲ့တပြေးညီလက်ခံပြီးတမတကဆုံးဖြတ်ချက်ချတဲ့နေရာဖြစ်တယ်တဲ့နော်အဲ့တော့အခုနကျွန်တော်ပြောတဲ့လူတန်းတိချင်နေတဲ့မေခွန်းကပါလဲဆိုလို့ရှိရင်တော့အဲ့ဒီ situation room ထဲမှာတမတ Trump ကပါတွေဆွေးနွေးနေတာလဲဆိုတဲ့ဟာပေါ့ Fox News သတင်းထုတ် Peter Doocy ရဲ့တင်ပြချက်အရဆိုလို့ရှိရင်သမ္မတ Trump ဟာနောက်ဆုံးရထုတ်လှမ်းရေးအချက်အလက်တွေပြီးတော့အရှိအလေပိုင်းကအရှိရေးအခြေအနေတွေပြီးတော့ American တပ်ဖွဲ့တွေရဲ့အစဉ်သင့်အနေအထားနဲ့တန်တမာရေးဆိုင်ရာတွတ်တက်မှုတွေကိုဒီ situation room ထဲမှာအခုချိန်မှာပဲသူနားထောင်နေပါတယ်တဲ့အဓိကဆွေးနွေးတဲ့အကြောင်းအရာတွေကတော့ American ကအီရန်နဲ့တန်တမန်ရေးလမ်းကြောင်းကိုဆက်လက်ဖွင့်ထားမလားဒါမှမဟုတ်စစ်ရေးဖြစ်အားကိုပဲတူးမြင့်မလားပေါ့နော်ဒီရွေးချယ်မှုနှစ်ခုကြားမှာတမတနဲ့သူ့ရဲ့ကြံပေးဖွဲ့ကတုံးတက်နေကြတာဖြစ်ပါတယ်တဲ့အခုချိန်မှာတချို့ social media တွေမှာသူ့ Facebook မှာပေါ့နော်ကျွန်တော်တို့တွေ့အတာကစစ်ကြီးစားတော့မယ်ပေါ့နော်အမေရိကန်ကအီရန်ကိုချက်ချင်းတိုက်တော့မယ်ဆိုတဲ့ခေါင်းစဉ်တွေအများကြီးတွေ့ရပါတယ်ကျွန်တော်တို့ဒါပေမဲ့အခုချိန်ထိအင်ဖြော်တော်ကစီအရေးယူမှုအတစ်တစ်ခုကိုတရားဝင်ကြေညာတာမျိုးမရှိသေးပါဘူးအဲ့ဒါကိုကျွန်တော်တို့သတိထားဖို့တကယ်အရေးကြီးတယ်လို့ကျွန်တော်ထင်ပါတယ်တည်င်းနဲ့ခမ်းမှန်းချက်တွေကိုမရောထွေးဖို့အရေးကြီးတယ်အဲ့တော့ဘာဖြစ်လို့အခုချိန်မှာတမတ Trump ကဘာsituation တို့မှာဘာလုပ်နေတယ်လဲဆိုတော့မေခွန်းတော့ရှိတာပေါ့နော်အမေတမတတယောက်အနေနဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်မထားခင်မှာထုတ်လှမ်းရေးအဖွဲ့ကဘာပြောတယ်လဲရှစ်ဖက်ကဘယ်လိုအကြံပြုတ်တယ်လဲတန်တမန်ရေးအဖွဲ့ကညှိနှိုင်းနိုင်သေးတယ်လို့ယုံကြည်ပါသလားဒါမှမဟုတ်ရင်အမေရိကန်တပ်ဖွဲ့တွေနဲ့မဟာမိတ်နိုင်ငံရဲ့လုံခြုံရေးကဘယ်လိုအခြေအနေမှာရှိတယ်လဲစတဲ့မိခွန်းတွေကိုအရင်ဆုံးသုံးသပ်ရပါတယ်အဲ့ဒီနောက်မှသာတမတကနောက်တစ်ဆင့်ဆုံးဖြတ်ချက်ကိုထားလက်ရှိပါတယ်အဲ့တော့အခုချိန်မှာတမတ Trump ကအများပြည်သူကိုပြောထားတဲ့အချက်တစ်ချက်ကတော့ကျွန်တော်တို့အမေရိကန်ကြားနေရတဲ့အချက်ပါပဲအမေရိကန်အနေနဲ့အီရန်ကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခုမပြုတ်ဘူးဆိုတဲ့ဝါဒကိုဆက်လက်ကန်ဆွဲထားပြီးဖြစ်နိုင်ရင်တန်တမန်ယီနီလန်နဲ့အဖြေရှာခြင်းတယ်လို့သမ္မတ Trump ကတော့ရှုထားပါတယ်ဒါမဲ့လူအပ်လာရင်တဲ့နော်အခြားရွေးချယ်စရာတွေလည်းစပွဲပေါ်မှာရှိနေတယ်လို့အစိုးရတာဝန်ရှိသူတွေကပြောထားတာလည်းရှိပါတယ်ဒီတော့အခုချိန်မှာအတီးပြုတ်နိုင်တဲ့အချက်ကပါလဲဆိုလို့ရှိရင်တော့အင်ဖြိုတော်မှာအရေးကြီးတဲ့ဆွေးနွေးမှုတွေလုပ်နေပါတယ်တမတကနောက်ဆုံးရအခြေအနေတွေကိုလက်ခံရှင်းလင်းတင်ပြမှုနားထောင်နေပါတယ်နောက်ဆုံးဖက်ချက်ကိုတော့ကျွန်တော်တို့မကြားရသေးပါဘူးဒါကြောင့်လာမယ့်ရက်ပိုင်းတွေကအလွန်ကြီးပါတယ်လို့နော်